မင်္ဂလာပါခင်ဗျာ S&D မြန်မာ Traditional မှာရှယ် YouTube Channel လေးอ่ะဆိုရင်เนาะဒီနေ့မှာဆိုရင် Subscriber 8K ပြည့်သွားပြီဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်ကျွန်တော်ရဲ့ YouTube Channel လေးอ่ะဆိုရင်เนาะကြည့်ရှုသူပေါင်း 1.2 million view ရှိပြီးတော့ like လုပ်ထားသူအပေါင်းကတော့ 66.1K ဖြစ်ပါတယ်ခင်ဗျာ comment ပေါင်း 1.4K ရှိတဲ့အနက်ကအမှတ်တရ comment တွေကိုကျွန်တော်ပြန်ပြီးတော့ဖြည့်ပေးတော့မှာဖြစ်ပါတယ် share လုပ်ထားသူပေါင်း4.1 quiz ရှိပါတယ်ခင်ဗျာဒီထဲမှာကျွန်တော် comment တွေများစွာတွေကမှာကျွန်တော်တို့ခွန်အားဖြစ်စေတဲ့ comment တွေရောအမှတ်တရဖြစ်စေတဲ့ comment တွေတွေကိုကျွန်တော်ဒီ video လေးနဲ့ပြန်ပြီးတော့ဖြည့်ချပေးမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူကျွန်တော်ရဲ့ video လေးကိုစုံအောင်လိုက်ကြည့်ပေးစေချင်ပါတယ်ခင်ဗျာပထမအဆုံးအနေနဲ့ဒေါက်တာတန်းစော်ဝင်းအကောင့်ပိုင်ရှင်ကနေပြီးတော့မှတ်ချက်လေးတစ်ခုပေးထားပါတယ်ခင်ဗျာမင်္ဂလာပါဆရာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေခင်ဗျာဆရာမြန်မာတိုင်းပညာတွေကိုထိန်းသိမ်းစောင့်ရှောက်တဲ့စိတ်ဓာတ်နဲ့မြန်မာလူငယ်တွေကိုတိုင်းပညာအမွေပေးတဲ့ဆရာရဲ့မြင့်မြတ်တဲ့စိတ်ဓာတ်ကိုလေးစားဂုဏ်ပြုလိုက်ပါတယ်ဆရာဆရာရည်ရွယ်ချက်ပြည့်စုံအောင်မြင်ပါစေရန်ဆုတောင်းလိုက်ပါတယ်ဆရာလေးစားစွာဖြင့်ကျေးဇူးများတင်ပါတယ်ခင်ဗျာထပ်တူလေးစားလျက်ပါခင်ဗျာဒီလို comment တွေကကျွန်တော်ရှေ့ဆက်ရမယ့်ခီလန်အတွက်အင်မတန်မှခွန်အားဖြစ်စေလိုပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ် comment တစ်ခုကတော့ကျွန်တော်ကျော်ထွန်းအကောင့်ပိုင်ရှင်ဖြစ်ပါခင်ဗျာအကိုကြီးဖြည်းဖြည်းလေးနဲ့တင်ပြပေးလို့ရမလားခင်ဗျာဒလီချုပ်ဗီဒီယိုဖိုင်နဲ့အရမ်းမြန်နေပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်စူးစမ်းပြီးတော့ဖြည်းဖြည်းလေးနဲ့တင်ပြပေးတော့မှာဖြစ်ပါတယ်ခုလိုမှတ်ချက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်အကောင့်ပိုင်ရှင်တစ်ခုဖြစ်တဲ့ကျွန်တော်ဗီဒီယိုလေးတွေမှာဆိုရင်အများတန်း live chat လေးတွေလာပြီးတော့ပြီးတဲ့comment လေးတွေအများတန်းရေးတဲ့အမကြီးတယောက်ရှိပါတယ်ခင်ဗျာအမကြီးလားကိုကြီးလားတော့မသိဘူးခင်ဗျာအကောင့်နာမည်ကတော့သူစာအကောင့်ပိုင်ရှင်ဖြစ်ပါတယ်ခင်ဗျာအမြဲမျှော်နေပါတယ်ဆရာကျွန်တော်တင်တဲ့ video file လေးတွေကိုခုလိုစောင့်မျှော်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဒီတက်ကောင်းတဲ့ video တွေဖန်တီးနိုင်ဖို့အတွက်ကျွန်တော်စူးစမ်းနေပါတယ်ခင်ဗျာအခုလို comment လေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ကိုဖုန်းအကောင့်ပိုင်ရှင်ကနေပြီးတော့ရှင်းရှင်းလင်းလင်းနဲ့တင်ပြပေးလို့ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ကျေးဇူးပါခင်ဗျာကျွန်တော်နောက်ထပ်လာမယ့်သင်ခန်းစာတွေ video file တွေမှာလည်းကျွန်တော်အကောင်းဆုံးဖြစ်အောင်စူးစမ်းနေပါတယ်ခင်ဗျာခုလိုမှတ်ချက်လေးအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ TYG Mobile အကောင့်ပိုင်ရှင်ကနေပြီးတော့မင်္ဂလာပါဆရာစိတ်ချမ်းသာကိုယ်ကျန်းမာပါစေခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်သင်ခန်းစာပို့ချနေစဉ်အတွင်းမှာကျမရေမကောင်းမှုလို့ပြောတဲ့ video file လေးအောက်မှာမှတ်ချက်လာပေးထားတာဖြစ်ပါတယ်အခုလို့ကျွန်တော်ကိုမြေတားတွေမျှဝေပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ် comment လေးတစ်ကြောင်းကတော့ AQAA G4U အကောင့်ပိုင်ရှင်ဖြစ်ပါတယ်ခင်ဗျာထိုင်းကနေသင်ယူနေပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ပြည်ပရောက်နေပေမဲ့လည်းမြည်သည့်နိုင်ငံမြည်သည့်ရက်ဒေသရောက်နေပါလေမြန်မာတိုင်းပညာရပ်တွေကိုသင်ယူခွင့်ရအောင်လို့ကျွန်တော်ဖန်တီးစ조사နေတာဖြစ်ပါတယ်ကျွန်တော်တို့ပညာရပ်တွေကိုကြောက်ွယ်မသွားအောင်လူငယ်တွေနဲ့လက်ဆင့်ကမ်းထိန်းသိမ်းနိုင်တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုလိုသင်ယူနေတဲ့အတွက်လည်းအရန်ကိုဂုဏ်ယူဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်တို့42အကောင့်ပိုင်ရှင်ကနေပြီးတော့မှတ်ထားတာဖြစ်ပါတယ်ခင်ဗျာ like သင်နေပါတယ်ဆရာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုလို like သင်ယူနေတဲ့အတွက်ပညာရေးအများကြီးရပါစေလို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်ဘက်ကလည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားတော့မှာပါခင်ဗျာကျွန်တော်နောက်ထပ် comment လေးတစ်ခုရှိပါတယ်ခင်ဗျာ KIRE TY3 အကောင့်ပိုင်ရှင်ရေးထားတာဖြစ်ပါတယ်ခင်ဗျာအတန်တွက်တော့မှဖတ်တတ်တော့ပါအောင်ခင်ဗျာအသက်ကြီးသွားပြီဝါသနာပါပါတယ်အခုလိုတိုင်းပညာကိုဖြန့်ဝေပေးတာကောင်းပါတယ်ကျေးဇူးလည်းတင်ပါတယ်ကုသိုလ်လည်းရမှာပါအောင်မြင်ပါစေဆရာဝမ်းသာပါတယ်ခင်ဗျာကျွန်တော်တို့ပညာလို့ OD မရှိပါဘူးခင်ဗျာအသက်အရွယ်ပိုင်းခြားသတ်မှတ်ထားခြင်းမရှိပါဘူးကျွန်တော်တို့အသက်10နှစ်ရွယ်ကနေစပြီးတော့အသက်50ဝန်းကျင်မိမိခန္ဓာကိုယ်တည်ယူနိုင်တဲ့ပင်ကြီးကျွန်တော်တို့တိုင်းပညာတိုင်းအားကစားဆိုရင်အခုဆိုရင် sport တွေနဲ့သွားနေပြီဖြစ်ပါတယ်အဲဒါကြောင့်မို့မိမိကျန်းမာရေးအားကစားအနေနဲ့လေ့ကျင့်လိုတယ်ဆိုရင်လိုက်ပါလေ့ကျင့်သင်ယူနိုင်ပါတယ်ခင်ဗျာတခြားအခုံတွေအပြန်အလွှားတွေဆိုရင်တော့လိုက်ပြီးတော့မလုပ်ပါနဲ့ခင်ဗျာအသက်ကြီးပြီဆိုရင်တော့နည်းနည်းပါးပါးရက်ဟန်ကနေပြီးတော့ကိုယ်လက်လှုပ်ရှားတဲ့မူရဟန်ပန်တွေဆိုရင်လိုက်ပါလေ့ကျင့်နိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီလို comment လေးတွေမြင်ရတဲ့အတွက်လည်းကျွန်တော်တို့
တန်မင်းထွန်းအကောင့်ကနေ comment ရေးထားတာဖြစ်ပါတယ်ဆရာသင်ပေးတဲ့ပညာတွေကိုလေးစားပြီးလိုက်ပါလေ့ကျင့်ပါပါဆရာအမှားမှန်စစ်ပေးဖို့ဘယ်လိုလုပ်ရမလဲဆရာမင်္ဂလာပါညီကျွန်တော်ရဲ့ YouTube profile မှာကျွန်တော်ရဲ့ Facebook link ချပေးထားတာဖြစ်ပါတယ် Facebook link ကနေလာပြီးတော့ကျွန်တော်ကိုလာပြီးတော့ဆက်သွယ်လို့ရပါတယ် video file လေးတွေလေ့ကျင့်နေတဲ့ video file လေးတွေလာပို့လို့ရပါတယ်တခြားညီကောင်မောင်နှမတွေလည်းလာပို့ထားတဲ့ video file တွေရှိပါတယ်ညီတွေညီမတွေတော့ကျွန်တော်တက်နိုင်တဲ့လောက်စစ်ဆေးပေးမှာဖြစ်ပါတယ်ခင်ဗျာမှားသည်မှန်သည်ဆိုတာတက်ကိုနီးစနစ်လေးတွေကျွန်တော်သိသမျှပြန်လဲမျှဝေပေးနေတာဖြစ်ပါတယ်ညီရေကိုယ့်ရဲ့ Facebook ကိုလိုချင်တယ်ဆိုရင်တော့ YouTube profile လေးနဲ့မှာချပေးထားတာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာတခြား comment ပိုင်ရှင်တွေလည်းအများကြီးရှိပါသေးတယ်ခင်ဗျာကျွန်တော်မှတ်မှတ်ရရှိစေဖို့ comment တွေအများရှိတယ်ဒီချို့ comment တွေဆိုရင်ဘာလို့တိုင်းစရာတွေလောက်ဝိတ်တက်မထိုးတာလဲကျွန်တော်ဒီ comment လေးတွေရှိပါတယ်ဒီ comment တွေတော့ကျွန်တော် account ပိုင်ရှင်တွေထည့်ပြီးတော့မပြောတော့ပါခင်ဗျာကျွန်တော်ရည်ရွယ်ချက်ချင်းမတူကြည်ရတာလည်းဖြစ်ပါတယ်ကျွန်တော်တို့တိုင်းသမားတွေရဲ့ရည်ရွယ်ချက်ကဂျိုးစင်မော်တက်ပြီးတော့မှတ်ကြောက်တင်မှုကျွန်တော်တို့ရည်ရွယ်ချက်နဲ့တင်နေရမဟုတ်ပါဘူးကျွန်တော်တို့ပညာရပ်တွေဟာလမ်းမပေါ်ရံပွဲတွေအတွက်ခုခံကာကွယ်နိုင်ရန်အတွက်ကျွန်တော်တို့လမ်းမပေါ်ရံပွဲတွေဆိုတာ1-1ထိုးရတဲ့ပွဲတွေမရှိဘူးစီမင်းဥပဒေသားမရှိဘူးကျွန်တော်တို့သူ့မှာတားမြစ်ထားတဲ့ဥပဒေမရှိဘူးကျွန်တော်တို့တောတွင်းဥပဒေဖြစ်တဲ့နိုင်ရာစားဥပဒေဖြစ်တယ်ကျွန်တော်တို့ရံမူလာတဲ့အခါကျွန်တော်တို့ရံပြူရတဲ့ရန်သူကိုတိုက်ခိုက်တဲ့နေရာမှာကျွန်တော်တို့နိုင်လိုစိတ်နဲ့တိုက်ရတာဖြစ်တယ်ကျွန်တော်တယောက်ထပ်ပိုတဲ့ရန်သူတွေကိုတိုက်ခိုက်ရလည်းဖြစ်တယ်နောက်ပြီးတော့ကျွန်တော်လက်နက်ခုခံတာလည်းမဟုတ်ဘူးလေချိုးဆိုရင်လက်နက်ဆွဲကန်ခုခံတိုက်ခိုက်ရတာဖြစ်တယ်လမ်းမပေါ်ရံပွဲတွေကလက်သီးတစ်လုံးကောင်းနေုံနဲ့လည်းဘာမှလုပ်လို့မရပါဘူးခင်ဗျာတယောက်တပိုတဲ့ရန်သူတွေလည်းလာနိုင်တယ်လမ်းဘေးမှာရှိရဒုတ်သားလက်နက်ဝတ်ချွန်စားတဲ့လက်နက်တွေကိုလည်းကင်တွယ်ပြီးတော့ဖြည့်ရှင်းနိုင်ဖို့အတွက်လိုပါတယ်ဒီလိုပါပဲကျွန်တော်တို့ကျိုးစင်မော်ကျိုးဝိုင်းမော်တက်မယ်ဆိုရင်ကျွန်တော်တို့ကျိုးဝိုင်းမော်တက်လို့ရတဲ့နည်းစနစ်တွေကိုကျွန်တော်တို့သင်ယူရမှာဖြစ်ပါတယ်ကျိုးဝိုင်းမော်တက်ဖို့အတွက်ကျွန်တော်တို့တွေလိုအပ်တဲ့နည်းစနစ်တွေသင်ယူရမယ်သူတို့သတ်မှတ်ထားတဲ့စီကံဥပဒေသားတွေကျွန်တော်တို့ပြင်ဆင်ပြီးတော့တက်ပြီးတော့ထိုးမယ်ဆိုရင်ထိုးလို့ရပါတယ်ကျွန်တော်တို့ martial law ကနေပြီးတော့ကျိုးဝိုင်းမော်တက်နေတဲ့လူတွေလည်းရှိပါတယ်ကျွန်တော်ပြောချင်တဲ့ rule ကတော့ကျွန်တော်တို့တိုင်းသမားတွေအားလုံးဟာရိုးရပညာစဉ်တွေကိုထိမ့်သိမ့်နဲ့ရိုးရမွေးတွေကိုထိမ့်သိမ့်ခြင်းနဲ့စိတ်ကနံပါတ်1ဖြစ်ပါတယ်နောက်တစ်ခုကမိမိကိုမိမိခုခံကာကွယ်လို့တဲ့စိတ်ဖြစ်ပါတယ်အရေးကြုံလာရင်ပြဿနာတွေအားလုံးဖြေရှင်းလို့ရတဲ့နည်းစနစ်ကိုကျွန်တော်တို့တွေလေ့ကျင့်သင်ကြားနေရဖြစ်ပါတယ်ကျိုးဝိုင်းမော်တက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကျိုးဝိုင်းတွင်ဝင်လို့ရတဲ့နည်းစနစ်တွေကိုပြန်လည်သင်ယူရမှာဖြစ်ပါတယ်နည်းစနစ်တွေကိုထွင်ရမယ်ထွင်ပြီးတော့ရင်တော့ကျွန်တော်တို့ဒီကျိုးဝိုင်းမော်တက်ပြီးတော့ကျွန်တော်တို့ရှင်ပြိုင်လို့ရပါပြီအားလုံးကတော့ကျွန်တော်တို့ဒီတက်ကိုတက်မောင်းကိုပဲအခြေခံပြီးတိုက်ခိုက်ရတာဖြစ်လို့ကျွန်တော်တို့နယ်ပယ်တွေမစိမ့်ကြဘူးဖြစ်ပါတယ်ဒီ comment လေးကိုလည်းကျွန်တော်ပြန်ပေးလိုက်တာဖြစ်ပါတယ်နောက်ထပ် comment လေးတစ်ခုဖြစ်ပါတယ်ဒါလေးတွေကတော့အပြုသဘောဆောင်တဲ့ comment လေးတွေဖြစ်ပါတယ်ဆရာကြီးဒိုင်းညွန့်ဆိုရင်တော့ပြီးသွားပါပြီပေါ့တဲ့မှန်ပါတယ်ဒီနေ့ခေတ်ဒီနေ့လိုခေတ်ကြီးမှာဒီလိုတနက်တလက်ရှိအောင်နဲ့ကျွန်တော်တို့မာရှင်ရဲ့ပညာတွေမလိုအပ်တော့မှန်ပါတယ်ညီရပြောလို့ဒိုင်းညွန့်စုံကိုကျွန်တော်တို့ကာကွယ်နိုင်လောက်တဲ့စွမ်းအားကျွန်တော်တို့မှမရှိပါဘူးကျွန်တော်တို့စူပါမန်လည်းမရှိပါဘူးဒါကြောင့်မို့ကျွန်တော်တို့ကမိမိကိုမိမိခုခံကာကွယ်နေတနက်မပါတဲ့ရံပွဲတွေဥပမာလက်တုပ်တာလည်းခိုးဆိုလူနိုင်တွေဆိုရင်အနည်းဆုံးဖြည့်ရှင်းလို့ရအောင်လို့ကျွန်တော်တို့သင်ယူနေခြင်းဖြစ်ပါတယ်အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ရဲ့ရိုးရအမွေနှစ်တွေကိုပြန်ပွားစေခြင်းနဲ့စိတ်ရိုးရအမွေနှစ်တွေကိုထိမ့်သိမ်းလိုခြင်းနဲ့စိတ်နဲ့ဒီပညာတွေကိုသင်ယူခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော် view file လေးတွေကိုဆက်ပြီးတော့အားပေးကြပါအောင်ကျွန်တော် channel လေးကိုလည်း like and subscribe လေးတွေလုပ်ပြီးတော့အားပေးနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်ကျွန်တော်တို့မြန်မာတိုင်းတက်ရပါမယ်ခင်ဗျာကျွန်တော်တို့ရဲ့မြန်မာရိုးရာယဉ်ကျေးမှုတွေကိုကျွန်တော်တို့တွေမထိန်သိမ်းခဲ့ရင်ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုတွေပပျောက်သွားနိုင်ပါတယ်ညီကိုတွေညီမတွေတတိထားမိလားမသိဘူးခင်ဗျာလွန်ခဲ့တဲ့10စုနှစ်ပေါင်းအကြာဆိုရင်ကျွန်တော်တို့ရွာရင်ကျမှုဖြစ်တဲ့ရက်ကန်းလုပ်ငန်းစဉ်တွေရှိတယ်ကျွန်တော်တို့ကြေးရွာကြေးလက်ဒေသတွေမှာဆိုညလာတာတဲ့အခါတွေမှာဖြစ်ဖြစ်မီးရင်လေးတွေနဲ့ရက်ကန်းခတ်တာလေးတွေရှိတယ်အခုနောက်ပိုင်းဆိုရင်အဲ့ဒီရက်ကန်းခတ်တာလေးတွေအားလုံးကပျောက်ကွယ်လို့နေပါဖြစ်သွားပါပြီတိတ်မရှိတော့ပါဒါဟာကျွန်တော်တို့လူလုတ်ထားတဲ့ကျွန်တော်တို့ရဲ့ရိုးရရင်ကျေးမှုတွေထိမ့်သိမ်းမှုမရှိတဲ့အခါပျောက်ကွယ်သွားရတဲ့သဘောတရားပဲဖြစ်ပါတယ်ဒါကြောင့်မို့ညီညီမတွေအနေနဲ့ကိုတက်နိုင်တဲ့ဘက်ကနေပြီးကိုနိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုတွေကိုထိမ့်သိမ်းပေးစေလိုကြောင်းပြောကြရင်လည်းကျွန်တော်နဲ့အမှတ်တရ comment များဒီ video file လေးကိုဒီနေရာနဲ့အဆုံးသတ်လိုက်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ